တခါတော့ငါနော်စိမ့်လားဆိုပြေးပြီးငှက်လေးတဲ့တချင်းစုလီငင်းလေးတဲ့တိုးတိုင်နေတဲ့အယမ်းကိုလှပတဲ့တောအုပ်ကြီးတစ်ခုရှိတဲ့ခလီတို့ရဲ့အဲ့ဒီတောအုပ်ထဲမှာမျက်နုနုလေးတွေစားရတာကြိုက်တဲ့မျက်လုံးဝိုင်းဝိုင်းနားရှည်ရှည်နဲ့ချစ်စရာကောင်းတဲ့ယုံကလေးတစ်ကောင်နေထိုင်နေပါတယ်ယုံကလေးဟာမိမိအလုပ်ကိုမိမိလုပ်တတ်ပြီးအခြားသူတွေကိုလည်းအမြဲလေးစားတတ်တဲ့ညံကောင်းတဲ့ယုံလေးပေါ့ဒါပေမဲ့ကလေးတို့ရဲ့အဲ့ဒီတောအုပ်ထဲမှာပဲလိန်ညာတာကိုအလို့လို့တဲ့မြေခွေးအိုကြီးတစ်ကောင်လဲနေထိုင်နေပါတယ်မြေခွေးဟာအရင်တုန်းကဆိုရင်တားကောင်လေးကိုလိုက်ဖမ်းနိုင်ပြီးမြဲအခုတော့အသက်ကြီးလာလို့အယမ်းမပြေးနိုင်တော့ဘူးဖြစ်လာခဲ့တယ်ငါအားသုံးမနေပဲအစာရအောင်လိန်ညာနီးကိုပဲသုံးတော့မယ်လို့စိတ်ထဲမှာတွေးပြီးတားကောင်တစ်ကောင်ကိုရွေးလိုက်ပါတယ်အဲ့ဒီတားကောင်ကတော့ယုံကလေးပဲဖြစ်ပါတယ် YouTube မှာဝင်ငွေရှာခြင်းတယ်ဒါပေမဲ့ဘလို့ဗီဒီယိုတွေဖန်တီးပြီးရှာရမှမသိတဲ့သူတွေအတွက်ဒီညဗီဒီယိုမှာ 3D ကာတွန်းပုံပြင်ဗီဒီယိုအရှည်လေးတွေကို free အလွယ်တကူဖန်တီးပြီးဝင်ငွေရှာနည်းကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ကာတွန်းပုံပြင်လေးတွေဖန်တီးပြီး YouTube မှာဝင်ငွေဘယ်လောက်ထိရနေကြလဲဆိုတာကျွန်တော်အရင်ဆုံးပြပေးပါမယ်ဒီ channel မှာဆိုရင် subscriber 9 million ကျော်ရှိပြီးဗီဒီယိုတင်ထားတာက450တောင်ပါရှိတယ်ဗီဒီယိုတစ်ပုဒ်ကိုဒေါ်လာ80တောင်ရတယ်နော်သူ့ရဲ့လက်ရှိရထားတဲ့ခံမှန်ဝင်ငွေကဒေါ်လာ3000ကျော်နေပါပြီဒါကြောင့်ဒီဗီဒီယိုထဲမှာ3D ကာတွန်းပုံပြင်အရှည်လေးတွေအလွယ်တကူဖန်တီးနည်းကိုပြောပြပေးမယ်။အဓိကကတော့ AI tools တွေကိုပဲသုံးပြီးလုပ်ရတာကြောင့်တစ်ဆင့်ချင်းစီကြည့်ချင်းအရန်ကိုလွယ်ကူပါတယ်။ကဲဗီဒီယိုလေးကိုစလိုက်ကြရအောင်ဗျာ။အရင်ဆုံးပုံပြင်ရှာထားဖို့လိုပါမယ်နော်။ခုမှပုံပြင်စာအုပ်ထဲကပုံပြင်ကိုလို့ယူလေရပါတယ်။ကျွန်တော်ကတော့ Google Gemini နဲ့ ChatGPT ကိုသုံးပြီးရှာပြပါမယ်။ Google Gemini တဲ့ကိုသွားပါမယ်။ပြီးရင်ကိုလိုချင်တဲ့ပုံပြင်နာမည်ကိုရေးပြီးဗီဒီယိုအရှည်ကိုကိုလိုချင်တဲ့လောက်ထည့်ရေးပေးလိုက်ပါမယ်ဗျာကျွန်တော်ကတော့ယုံကလေးနဲ့လိန်ညာတက်တဲ့မြေခွေးပုံပြင်ကို10မိနစ်စာရေးခိုင်းလိုက်ပါမယ်ဗျာပုံပြင်လေးရလာပြီဆိုတော့အကုန်လုံးကို copy ယူပါမယ်ပြီးရင် ChatGPT တွေကိုတွားပါမယ်စောနက copy ယူလာတဲ့ပုံပြင်ကို paste လုပ်ပြီးတော့အကုန်ပို့ပေးလိုက်ပါမယ်နော်သူကတပိုင်းချင်းစီအသေးစိတ်ပုံပြင် script ရေးပေးနေပါပြီโอเคပုံပြင်ရပြီဆိုတော့ပုံလေးတွေထုတ်ဖို့ prompt တွေလိုပါမယ်ဗျ ChatGPT ကိုမဲ့အကူအညီထပ်တောင်းလိုက်ပါမယ် Whisk AI မှာ 3D cartoon ပုံထုတ်ဖို့ပုံပြင်မှာထည့်ရမယ့်ပုံ prompt တွေကိုတပိုင်းချင်းစီ၄ပုံစာရေးပေးပါလို့ပို့ပေးလိုက်ပါကိုကတပိုင်းမှာဘယ်နှပုံစာဆိုတာကိုကြိုက်သလိုထည့်လို့ရပါတယ်ကျွန်တော်ကတော့၄ပုံစာပဲထည့်ထားတာပါကဲသူကတော့ရေးပေးနေပါပြီခဏလေးစောင့်ပေးလိုက်ပါပုံထုံးရမှာဖြစ်ပါတယ်ပုံထုတ်တဲ့အခါတပိုင်းပြီးမှတပိုင်းထုံနော်
တတိပြုရမှာကပုံထုတ်ဖို့အတွက် United States VPN ကိုခံပေးလိုက်ပါနော် Chrome browser ထဲသွားပြီး Whisk AI လို့ရိုက်ရှာလိုက်ပါမယ် website ထဲဝင်အကောင့်အရင်ဆုံးဖွင့်ပြရပါမယ် Sign in with Google ကိုနှိပ်ပြီး Gmail နဲ့ချိန်ပေးလိုက်ပါ အကောင့်ဖွင့်ပြီးရင် Enter to ဆိုတာကိုနှိပ်ပြီးဝင်လိုက်ပါ Ratio မှာ YouTube အတွက် 16:9 ကိုရွေးလိုက်ပါမယ် Okay ပုံထုတ်လို့ရပါပြီ ChatGPT က prompt တွေကိုတစ်ခုချင်းစီ copy ယူပြီးထည့်ပေးလိုက်ပါဗျ ကျွန်တော်လုပ်တဲ့အတိုင်းတစ်ခုချင်းစီလိုက်လို့ပါဗျ ပုံဒီအကုန်ထုတ်ပြီးရင်တပုံချင်းစီစိတ်ဖို့မမေ့ပါနဲ့ ပုံလက်အကုန်ထုတ်ပြီးသွားပြီဆိုတော့ animation lock ဖို့အတွက် Grok AI ကိုသုံးရမှာဖြစ်ပါတယ်မရှိသေးရင် Play Store မှာသွားတောင်းတော့ဒါနဲ့သတိပေးစရာရှိပါသေးတယ် Grok account ဖွင့်တဲ့အခါ United States VPN ခံပြီးဖွင့်ပါနော် Grok ထဲရောက်ရင် create video ကိုနှိပ်ဝင် gallery ပုံလေးကိုနှိပ်ပြီး Sonica save လာတဲ့ပုံတွေကိုတပုံလေးစီရွေးပေးပါ ပ
Okay ဗီဒီယိုရပြီဆိုတော့ HD ရဖို့အတွက် options ထဲမှာ upscale ကိုနှိပ်ပြီးခဏဆောင်ပါပြီးရင် download logo လေးကိုနှိပ်လိုက်ရင်ရပါပြီကျွန်တော်လုပ်တယ်လို့ပဲတပုံချင်းစီဗီဒီယိုလုပ်ပါဗျာOkay ဗီဒီယိုတွေအကုန်ရပြီဆိုတော့ AI နဲ့အတန်ဘယ်လိုဆက်ထုတ်ရမလဲပြောပြပေးပါမယ် United States VPN တစ်ခုခံသည် Chrome ထဲက Google AI Studio ကိုတွားပါ Turn text to audio with Gemini ကိုတွေ့ဝင် desktop site ဖွင့်ဖို့မမေ့နဲ့ဦးနော် Single speaker audio တို့ပြောင်းပေးလိုက်ပါမယ် Model settings မှာ temperature ကို1ပဲထားနော် Voice မှာကတော့ leader ကိုပဲရွေးရပါမယ်သူ့အတန်ကချိုးသားပြီးပြေဖြစ်တာတယ်ChatGPT ကပုံပြင်ကို copy ယူပြီး paste ချပြီး run control နှိပ်လိုက်ပါ အတန်ရည်နားထောင်ပြီး download လုပ်လိုက်ပါမယ်
ကဲ video editing အပိုင်းကိုဆက်လိုက်ကြရအောင်ဗျ InShot application နဲ့လုပ်ပြပေးပါမယ် InShot ထဲဝင် video snake ပြီး Sona က video တွေကိုရွေးပေးလိုက်ပါ Original အတန်ကိုဖြတ်ဖို့ mute clips ကိုနှိပ် Canvas မှာ YouTube size 16:9 ကိုရွေးပါမယ် Audio ထည့်သွားပြီး AI နဲ့လုပ်ထားတဲ့အတန်ကိုထည့်ပေးလိုက်ပါ Video လေးတွေက6 second ပဲရှည်တာဖြစ်လို့ speed နည်းနည်း short ချပေးပါနော်ကျွန်တော်လုပ်တယ်လို့ like လုပ်ကြည့်လိုက်ပါဗျာ အကုန်ပြီးရင် export နှိပ်ပြီး video ကို save လိုက်ရင်ရပါပြီ YouTube channel မရှိသေးဘူးဆိုရင်တော့ကျွန်တော် channel မှာဖွင့်နည်းတင်ပေးထားပါတယ် thumbnail ဆွဲနည်းကတော့နောက်ထပ် video မှာကျွန်တော်တင်ပေးပါမယ်နော်ကျွန်တော်ရဲ့ video ကအသုံးဝင်နေဆိုရင်တော့ like and subscribe လုပ်ခဲ့ဖို့လည်းမမေ့နဲ့ဘူးနော် Okay ကျွန်တော်တို့နောက်ထပ် video မှာပြန်တွေ့ကြမယ်ဗျာ Goodbye